အမေရိဖေဒီတတ်တာအားကောင်းအောင်မေရိဖေဒီဥပုသ်ဆောင်တော့သီလအားကောင်းမေရိဖေဒီကမလူရင်တတ်မှုမတတ်ရင်မှုဆိုရင်မေရိဖေဒီတို့ကဟောတာရောင်ကျောင်းဆရာတော်တို့ကဒါမေရိဖေဒီဘာလို့လို့တွေ့လားစာကအားကောင်းပညာအားကောင်းမေရိဖေဒီတို့အားရသမီးတို့ထိုင်နိုင်ငံမှာလာဟောတဲ့ဆရာတော်ရဲ့တရားတွေနာမြန်မာနိုင်ငံမှာရှိတဲ့ဆရာတော်တရားတွေလည်းနာဣဒ္ဓစကန်တွေဝင်အသိဉာဏ်ပညာတွေတူပါအဲ့ဒီလိုတိုက်တွန်းပေးရင်တဲ့ဆုံးတော့ကပြောခဲ့တဲ့အစားတို့အခြားတို့စကားတို့နဲ့ကျေးဇူးဆက်တာကကြည်တဲ့လောက်ပဲကြည်တာတက္ကသီလစာကပညာဆိုတဲ့တရား၄မျိုးမိဘတွေရဲ့ရင်ထဲမှာရောက်သွားအောင်ကိုယ်ကပို့နိုင်ရင်တော့တဘောကလုံးတက်တန်တရာလုံးတင်တဲ့မိဘတွေရဲ့ကျေးဇူးတွေအကုန်လုံးကိုကြည်သွားတာပါတဲ့ဒီလိုဆိုရင်ယနေ့တရားနာနေတဲ့ညီငယ်နှမလည်းတူတူမရွယ်တွေအလုံးထိုင်းနိုင်ငံရောက်နေတဲ့ယနေ့တရားနာပရိသတ်တွေအလုံးမိဘများရဲ့အပေါ်မှာနံပါတ်1စာနဲ့တာဝန်ကြည်ပါသည်နံပါတ်2အခြားနဲ့တာဝန်ကြည်ပါသည်နံပါတ်3စကားနဲ့တာဝန်ကြည်ပါသည်နံပါတ်4တရားနဲ့တာဝန်ကြည်ပါသည်ဒီတရားကြီးကိုပြီးနာခိုင်းနော်ဒါတော့ရှိနေတဲ့မိဘတွေရဲ့အပေါ်မှာလည်းပဲအဲ့ဒီလိုတာဝန်ကြည်အောင်ကြိုးစားပါတဲ့နော်ကို့မှာမိဘတွေမရှိတော့ဘူးဆိုရင်တော့ဘဝတော်ပြောင်းသွားတဲ့အမေတွေအဖေတွေဆုံးတဲ့နေ့လေးကိုမှတ်ပြီးတော့အဲ့ဒီနေ့မှာတန်ခါ9ပါးလောက်ပဲဘဝတော်ပြောင်းသွားတဲ့အမေအဖေကဥကျူတော်ကျူဆိုပါစို့ဥပမာပြောတာအဲ့ဒီနေ့မှာဘဝတော်ပြောင်းသွားတဲ့ဥကျူတော်ကျူမိဘနှစ်ပါးတို့ဒီနေရာဘဝသံဃာမှာလာရောက်ပြီးတော့ယနေ့သားတို့သမီးတို့ကအမေတို့အဖေတို့အတွက်ပြုပေးတဲ့ကုသိုလ်ပွဲကိုဖြစ်လျာဘဝသံဃာမှာလာရောက်ပြီးတော့ဝမ်းမြောက်လို့မောသာဓုခေါ်လဲပါလို့နံပါတ်1တရားကြနာဖိမှန်တွေကပြုပါနံပါတ်2အကယ်မသိနိုင်မမြင်နိုင်မချနိုင်တဲ့နေရာမှာရောက်နေတယ်ဆိုရင်လည်းပဲကုဝေရတတရတဝိရုံလကဝိရုံဘေကသတ္တုလောကပါဠနမင်းကြီးလေးရောက်တဲ့နတ်မျက်နှာကောင်နာပေါင်းတွေရဲ့သတိပေအသိပေပြောကြချက်ကိုအများဆုံးသိပြီးတော့သားတို့သမီးတို့ကုသိုလ်ပြုပြီးရဒီရဲ့အတွင်းကိုရောက်လာနိုင်ပါစေနံပါတ်3မျိုးဆောင်နဲ့အိမ်ဆောင်နဲ့ဝိုင်းဆောင်နဲ့လမ်းဆောင်နဲ့ဒီရဲ့ဝိကျင်တွင်အပြင်ဆောင်ချက်နတ်မျက်နှာကောင်နာပေါင်းတွေကလည်းဘဝတော်ပြောင်းသွားတဲ့ဖခင်ကြီးဥပြုမိခင်ကြီးတို့ပြုလို့ဝမ်းမြောက်လို့မောတာတုခွန်နိုင်ဖို့ရတဲ့အတွက်ဒီအိမ်ရဲ့အတူဝင်ပြုပေးပါလို့တရားကြနာပြိမှန်တကပြုပြီးတော့ယနေ့ယခုသားတို့သမီးတို့ပြုရတဲ့ကုသိုလ်တွေအားလုံးဘဝတော်ကြောင်းသွားတဲ့ဖခင်ကြီးဥပြုမိခင်ကြီးတို့ပြုလို့သိပါစေရပါစေလို့အမြဝေပေးရင်မရှိတော့တဲ့မိဘတွေရဲ့အပေါ်မှာတာဝန်ကြီးရာရောက်တယ်တဲ့ဒါကြောင့်မိဘများဟာဘဝနိဂုံးချုပ်ကနေကြတော့သားဆွေသမီးဆွေစီးပွားဥစ္စာဆွေတွေများနိဂုံးချုပ်သွားရင်ဣတ္တလောကဆင်းရဲတဲ့ဘဝကိုရောက်နေတတ်တယ်။အဲ့ဒီလိုရောက်နေရင်ယနေ့လူသင်္ချာကျမ်းနာဖိမှန်တကပြုပြီးတော့အမြဝေလိုက်တဲ့အခါသူတို့တွေသာဓုခွန်တိုင်လိုက်တာနဲ့တပြည့်နဲ့အဲ့ဒီဆင်းရဲတဲ့ဣတ္တလောကဘုံဘဝကလွတ်မြောက်ပြီးတော့နတ်ရွာလောကဘုံဘဝမှာရောက်တာနတ်မှာဖြစ်တဲ့စားစရာတောက်စရာနေစရာတဲစရာဝတ်စရာယုံစရာဘုံမိမှန်ပရိသတ်ပင်စတဲ့ကောင်းကျိုးတွေအများကြီးရသွားတယ်ဒီတော့ပြောလိုတာကဘာလဲဆိုတော့ရှိနေတဲ့မိဘတွေရဲ့အပေါ်မှာလေတာဝန်ကြီးအောင်ကြိုးစားမရှိတော့တဲ့မိဘတွေရဲ့အပေါ်မှာလေပဲဒီကြကြနာဖိမှန်တကပြုကုသိုလ်ကောင်းမှုတွေလို့ဒီကြကြနာအမြဝေခြင်းဖြင့်တာဝန်ကြီးအောင်ကြိုးစားပါလို့ဆိုလိုပါတယ်တဲ့ဒီလိုဆိုရင်ပရိသတ်ရဲ့ရှင်အနန္ဒကိုရောမြတ်ရဲ့ရှိနေတဲ့မိဘတွေနဲ့မရှိတော့တဲ့မိဘတွေရဲ့အပေါ်မှာတာဝန်တွေကြည်ကြပါရဲ့လားဆိုတဲ့အမိကောင်းလေးကိုလည်းပဲအဖြေကောင်းလေးပေးနိုင်အောင်ကြိုးစားပါလို့အသိဉာဏ်ပေးတဲ့အဖြေကောင်းလေးပေးနိုင်ပါစေတရားတဲ့ပါတရားတယ်လေပေးပါလေပေးနိုင်ပါစေတရားပါဗျာပရိသတ်ရဲ့ဒီနေ့ရလင်မှာအမိရဲ့အပေါ်မှာတာဝန်ကြီးတော်မူတဲ့ပညာယံသာသောဤတရေကုန်လူဆွေးခုရရှိတော်မူတဲ့
ရှင်သာရိပုတ္တရာကိုရောမြတ်ရဲ့နှလုံးသားမလာကိုအနေငယ်မှတ်သားကြည်ညိုကြည့်ကြရအောင်ဒီနေ့အရှင်သာရိပုတ္တရာကိုရောမြတ်ရရှင်ကိုရောမြတ်တန်သွားပြီးတော့မြတ်စွာဘုရားတပည့်တော်မူရာတိုက်ခံပြန်ပြီးတော့ပရိနိဗ္ဗာန်ဝိဇ္ဇာချုပ်ငြိမ်းရုပ်သိမ်းဝင်ပြုပါဗျာလို့လျှောက်တဲ့အခါကျတော့ရရှင်ကိုရောမြတ်ကจิตသာရိပုတ္တရာသင်သွားရမယ့်အချိန်ကိုသင်သိပါတယ်လို့မိတော်မူလိုက်တဲ့အခါကျတော့အရှင်သာရိပုတ္တရာကိုရောမြတ်ရဟန်းတော်တွေခေါ်ပြီးတော့မူရာတိုက်ခံကိုပြန်ကြွပရိသတ်ရဲ့အဲ့ဒီအချိန်မှာရှင်သာရိပုတ္တရာကိုရောမြတ်ဝမ်းသွေးတွေနဲ့ယောဂဝေဒနာပြင်းထန်စွာခံစားရပါတယ်ဒီလိုပြလာပရိသတ်တွေမှာပါရှင်သာရိပုတ္တရာယန္တာကြီးကလည်းပဲဝမ်းသွေးတည်ယောဂတွေခံစားရတာပဲလားလို့ဒီလိုမေးစရာရှိတယ်တရားတို့ယဟန္တာတို့ကကိလေသာတွေအကုန်လုံးပယ်တတ်ထားတဲ့အတွက်ကြောင့်စိတ်နဲ့ပတ်သက်တဲ့ကျမ်းမာရေးမကောင်းတာတော့မရှိတော့ပါဘူးတဲ့စိတ်ယောဂတော့မရှိတော့ပါဘူးတဲ့ခန္ဓာကိုယ်ရထားတဲ့အတွက်ကြောင့်တရားနဲ့ယဟန္တာကကိုယ်ယောဂကိုယ်ဝေဒနာကတော့ခံစားရတယ်တဲ့ဒီလိုဆိုရင်ကိုကြီးကြီးကျယ်ကျယ်ပြင်းပြင်းထန်ထန်ယောဂဝေဒနာတွေခံစားရတဲ့အခါကျတော့ဖြည့်စရာစကားလေးကတရားတော်မှခံကြရဒုက္ခပါမှုလေယဟန္တာတော်မှခံကြရဒုက္ခပါမှုလေလို့အဲ့ဒီလိုဖြေသိရပါတယ်အဲ့ဒီလိုဝမ်းသွေးသွေးချင်းယောဂဝေဒနာတံပြင်းထန်စွာခံစားနေရတဲ့အခါကျတော့မိစ္ဆာဒိဋ္ဌိပါဠိပုံနေမာကြီးကမကြည့်မရှုရဲ့ခံစားရပရိသတ်ရဲ့အဲ့ဒီအချိန်မှာတရားမင်းစတုလောကပါဠနမင်းကြီးလေးရောမြမမင်းတွေကလာပြီးတော့ပြုစုဖို့ရန်လျှောက်တာရှင်သာရိပုတ္တရာကိုရောမြတ်လက်ခံတော်မမူအမယံတော်တွေအများကြီးရှိတယ်ပြုစုမဲ့ပုဂ္ဂိုလ်တွေမလာနဲ့ဒါပေမဲ့ပရိသတ်ရဲ့စတုလောကပါဠနမင်းကြီးလေးပါနတ်တို့ရဲ့နေလက်ကြမင်းဓမ္မမင်းတွေကညင်းတဲ့တန်ကောင်းအချိန်လောက်ရောက်တဲ့အခါကျတော့ရှင်သာရိပုတ္တရာကိုရောမြတ်ရဲ့ဓမ္မကိုလာကြမေရောသာရိပုံနိမကြီးကအယောင်နေတဝင်းဝင်းတလင်းလင်းတထိန်ထိန်နဲ့ဘသူတွေလဲလို့ကြည့်တော့အဲ့ဒီနတ်တွေတရားတွေပြမာတွေဆိုတာကိုတွေ့ရသူ့အနေနဲ့သိမသိပါဘူးနောက်နေ့ကျတော့အသာယိသာရိပုတ္တရာညကလာတဲ့ပုဂ္ဂိုလ်တွေကဘယ်လိုလဲအမေညကလာတဲ့ပုဂ္ဂိုလ်တွေကစတုလောကပါဠနမင်းကြီးလေးရောက်တရားမင်းအမေတို့အထင်ကြီးနေတယ်အမေတို့ကိုယ်ခွင့်နေတယ်မြမမင်းကြီးတွေပါအမေလို့ပြောလိုက်တဲ့အခါကျတော့ဒါတော့ဖြစ်တဲ့တာရီပုံလေးမှာမိစ္ဆာဒိဋ္ဌိအယူရှိတဲ့မိခင်ကြီးကငါသားကအဲ့ဒီနတ်တွေမြမတွေတဲ့ညတ်ပါလားညတ်တဲ့အကြောင်းပြောတော့အိုးငါသားကနတ်တွေမြမတွေတရားတွေတဲ့ညတ်တဲ့ဆိုပါလားဆိုတော့ပရိသတ်ရဲ့ရှင်သာရိပုတ္တရာကိုရောမြတ်ရဲ့မိခင်တာရီပုံနေမှာကြီးကိုသားကကိုခွေတဲ့နတ်တွေပြမတွေတရားတွေတဲ့မြတ်တယ်ဆိုတာကိုသိရတဲ့အခါကျတော့ယင်ထဲမှာပီတိတွေတဘွားဝါဖြစ်ပေါ်လာတဲ့ကျင့်တတ်တဲ့အားရတဲ့သဘောကြတယ်အဲ့ဒီအချိန်မှာမိစ္ဆာဒိဋ္ဌိအယူရှိတဲ့သာရိပုတ္တရာကြီးကငါသားသင်တို့ဆရာဘုရားကဘယ်လိုရှိပါသလဲလို့မေးတဲ့အခါကျတော့အမိသားတို့ရဲ့ဆရာသခင်ဘုရားရှင်ကိုရောမြတ်ကြီးကအရဟတာဆလာတဲ့ကျေးဇူးတော်ဂုဏ်တော်တွေနဲ့ပြည့်စုံပါတဲ့အမိလို့ဘုရားရှင်ကိုရောမြတ်ရဲ့ကျေးဇူးတော်ဂုဏ်တော်တွေကိုရှောက်တင်လိုက်တဲ့ပြောလိုက်တဲ့အခါကျတော့အိုးငါသားကလည်းပဲနတ်ပြည်မြမတိတရားတွေတဲ့မြတ်တယ်ငါသားရဲ့ဆရာဘုရားကလည်းပဲမြတ်တယ်ငါသားရဲ့ဆရာဘုရားကလည်းပဲကျေးဇူးတော်ဂုဏ်တော်ရဲ့အများကြီးရှိတယ်ဆိုပါလားလို့မေရောသာရိပုတ္တရာရဲ့ရင်းထဲမှာဝမ်းမြောက်ခြင်းဝမ်းသာခြင်းဆိုတဲ့ပီတိတွေတဘွားဝါဖြစ်ပေါ်လို့နေတဲ့အချိန်အဲ့ဒီအချိန်မှာရှင်သာရိပုတ္တရာကိုရောမြတ်ကတရားဟောတယ်ဆိုရင်နဲ့ဝမ်းသာနေတဲ့ပီတိဖြစ်နေတဲ့အချိန်လေးမှာတရားဟောရင်ငါရဲ့မေရောကြီးတရားရသွားမယ်လို့သိမြင်တော်မူတဲ့အတွက်ကြောင့်မေရောရဲ့ယင်ထဲမှာဖြစ်ပေါ်နေတဲ့ပီတိတွေဟာဆိုလို့ရှိရင်မေရောမကြခင်ခရကုန်းသွားမှာပါဝေရပြက်သွားမှာပါမေရောရဲ့နှလုံးသားမှာဖြစ်နေတဲ့အဲ့ဒီပီတိတရားတွေကိုခရဝေရတင်းပြီးတော့ဝိပဿနာဆင်ခြင်ပွားများနှလုံးသွင်းလိုက်စမ်းပါလို့
ရိသယေရှင်သာရိပုတ္တရာကိုရောမြတ်ကဟောလိုက်တဲ့အခါကျတော့ခရဝယတေဝိပဿနာဆင်ញင်လိုက်တဲ့မေရောတာရီပုံနိမာကြီးဟာသောတာပတ္တိမဉ္ဇဉ်ပူဇဉ်အလင်းကိုရသွားပါတယ်တဲ့မေရောတာရီပုံနိမာကြီးဟာမိစ္ဆာဒိဋ္ဌိအဖြစ်ကလွတ်သောတာပတ္တိမဉ္ဇဉ်ပူဇဉ်အလင်းကိုရအပယ်၄ပါးတကားပြသွားတယ်တဲ့ဒီလိုဆိုရင်ရှင်သာရိပုတ္တရာကိုရောမြတ်မွေးရတိုက်ခန်းကိုပြန်ပြီးတော့ပြိဋိဘံစံနေဆိုတာပရိသတ်ရဲ့အမိကျေးဇူးကိုစัจချင်လို့ပါတဲ့အရှင်သာရိပုတ္တရာကိုရောမြတ်ဟာမိစ္ဆာဒိဋ္ဌိသာရိပုံနိမာကြီးရဲ့မိစ္ဆာဒိဋ္ဌိအယူကိုတရားတည်းအသိဉာဏ်အလင်းရောင်တွေဟောပေးခြင်းနဲ့ကျေးဇူးဆက်လိုက်တာအမိရဲ့ကျေးဇူးတရားတွေအကုန်လုံးကြည်သွားတယ်ဒီလိုဆိုရင်ယနေ့ငယ်ဓမ္မနဲ့တူတူမအရွယ်တွေအားလုံးလည်းပဲကိုယ့်ရဲ့မိဘရဲ့ကျေးဇူးတရားတွေအကုန်လုံးကြည်သွားအောင်တရားတည်းအသိဉာဏ်အလင်းရောင်တွေနဲ့ကျေးဇူးဆက်လိုက်မယ်ဆိုရင်အရှင်သာရိပုတ္တရာကိုရောမြတ်လိုပဲအမေရဲ့အပေါ်အဖေရဲ့အပေါ်မှာတာဝန်ကျေပြီးတော့ယေရှုကြည်ရာရောက်တဲ့သားကောင်းသားမြတ်သမီးကောင်းသမီးမြတ်တွေပြသွားမယ်လို့ကိုကြီးတို့အသိဉာဏ်ပြီးတဲ့အဖြေကောင်းလေးပြီးနိုင်ပါစေတရားတဲ့နောက်တကမရိန်တဲ့ရဲ့နံပါတ်ကနောက်ဆုံးမိခွင့်ကောင်းကလေးကတက္ကတို့တက္ကမတို့ဓမ္မိကသမဏဗျာမဏိပတိစကတာတက္ကတို့တက္ကမတို့ပရိယပฏิပတ်တဝေနယကိုကျူစာအတုတော်မူကြတဲ့ယဟန်ကောင်းယဟန်မြတ်သံဃာကောင်းသံဃာမြတ်တွေရဲ့အပေါ်မှာစွမ်းတင်ကံကြောင့်စိတ်ပစ္စည်း၄မျိုးပြုစုလိုကျွေးခြင်းနဲ့တာဝန်တွေကြည်ကြပါရဲ့လားတဲ့ပရိသတ်ရဲ့ဓာတ်လေးကိုလွယ်လွယ်လေးပြန်မေးလိုက်တဲ့အခါကျတော့ယဟန်ကောင်းယဟန်မြတ်တွေရဲ့အပေါ်မှာတာဝန်ကြည်ကြပါရဲ့လားတဲ့ပါတယ်လေယဟန်ကောင်းယဟန်မြတ်သံဃာကောင်းသံဃာမြတ်တွေရဲ့အပေါ်မှာတာဝန်တွေကြည်ကြပါရဲ့လားတဲ့ဘုန်းကြီးတို့ထိုင်းနိုင်ငံရောက်တဲ့တရားဓမ္မတွေဘုန်းကြီးတို့မြန်မာနိုင်ငံမှာရှိတဲ့တရားဓမ္မတွေအဲ့ဒီမိခွင်းကောင်းကြီးကိုတော့အဖြေကောင်းလေးပေးစရာမလိုတော့အောင်တန်ဃာတော်များရဲ့အပေါ်မှာစွမ်းတင်တဲ့ကြောင့်စိပစ္စည်း၄မျိုးတာဝန်ကြည်ကြပါတယ်ဒီတော့ဘုန်းကြီးတို့တရားနာပရိသတ်မျိုးကောင်းသားမျိုးကောင်းသမီးတွေအားလုံးဒီနေ့ဆိုရင်လည်းပဲဆရာတန်ဃာတော်ရှင်သူများများကိုသင်္ကန်းတွေကိုစီလိုက်လဲဝမ်းပန်းတသာကတ်လူကြတာဒါဟာတန်ဃာတော်များရဲ့အပေါ်မှာတာဝန်ကြည်တာဖြစ်ပါတယ်အဲ့ဒီအမေကောင်းလေးကိုတော့ထိုင်းနိုင်ငံရောက်တဲ့တရားဓမ္မတွေပဲဖြစ်ဖြစ်မြန်မာနိုင်ငံမှာရှိတဲ့တရားဓမ္မတွေပဲဖြစ်ဖြစ်အဖြေကောင်းလေးပြီးပြီးသာဖြစ်နေပါလေလို့ဘုန်းကြီးတို့အသိဉာဏ်ပေးတယ်ဒါတော့ဘုန်းကြီးတို့တရားနာပရိသတ်တွေဒီနေ့ဟောလိုက်တဲ့တရားကအဖြေကောင်းလေးပြီးနိုင်ပါစေတရားဒီနေ့ဆိုတော့ကသင်္ကန်းတွေလူကြသင်္ကန်းတွေကတ်ကြဒါသင်္ကန်းနဲ့တာဝန်ကျေရာရောက်တယ်ဒါမှလောက်တာလဲဆိုတော့ပရိသတ်ရဲ့သာသနာမသိအောင်လုပ်တာသာသနာရှိအောင်လုပ်တာသာသနာကြာအောင်လုပ်တာတဲ့ဘုရားတို့တရားနာပရိသတ်တွေအခုသံဃာတော်များကိုအာရပါရပူဇော်ထားကြဘုန်းကြီးတို့စာသင်တဲ့ဆရာတော်တွေတွေ့ကြည့်တယ်နောက်အနှစ်20လောက်ဆိုရင်မြန်မာနိုင်ငံမှာသာသနာတော်ပျောက်သွားနိုင်တယ်လို့ပြောချက်ချနော်တော်ရင်မှာကိုယ်ဦးဇင်းဝိမဲ့ပုဂ္ဂိုလ်ရှိတော့ကြည့်တဲ့ဆရာတော်တွေကလည်းပြန်တော်မူအလင်းမှာခါဆက်ပြတ်ပြီးတော့ထိုင်းနိုင်ငံသာသနာလို့ဖြစ်သွားနိုင်တယ်လို့ပြောချက်ချရနော်ဒါတော့ပြောလိုတာကဘာလဲဆိုတော့သာသနာကနောက်အနှစ်20လောက်ဆိုရင်မြန်မာနိုင်ငံမှာစာသင်တဲ့ကြီးဆိုရင်20-30ပြောရတယ်ဆိုရင်အကြောင်းကဘာယူဒီမှာဆိုလည်းအကြောင်းတစ်ပါးခိုင်နိုင်ငံအကြောင်းကြီးလည်းအကြောင်းကြီးရောကျေကြီးနော်အခုဘုန်းကြီးတွေပဲဥမာဒေါက်တာကိုဘာသာတို့ကျောင်းထိုင်တဲ့နေရာဆိုရင်လည်းကျောင်းဝင်းကြီးကျေပါရှိနော်ပြောလိုတာဘာလဲဆိုတော့သာသနာကမြန်မာနိုင်ငံလည်းမကြာခင်ပျောက်သွားနိုင်တယ်လို့ဆရာတော်တွေကတောက်ချက်ချဘာကြောင့်လဲဆိုတော့ပရိသတ်ကြီးဘုန်းကြီးကိုကြည့်လိုက်ဒါကြောင့်အားကြောင့်ဒါကြောင့်
အားကြောင့်လေဘုန်းကြီးတွေလည်းပွင့်နေတာဓမ္မတွေလည်းပွင့်နေတာမြို့သားတွေလည်းပွင့်နေတာဒီနေ့တရားရဆိုတော့ဘုန်းကြီးတို့ဖုံးတိုင်းနဲ့အဖို့အပိဒါပဲတည်တယ်မက်ဆေ့တိုင်းမဟုတ်တာကိုလည်းဖုံးလဲမချက်တတ်အခုလိုတရားဝဲကြီးမှတ်တမ်းတင်လို့ရအောင်ဆိုပြီးတော့ကိုရင်လေးတွေဦးစင်းတွေလာတော့ဟောဓာတ်ပုံပဲလို့ရရတယ်ဆိုအခုဒီနေ့တော့ဓာတ်ပုံတော့ရိုက်တာသွားတယ်နော်ကိုဘာမှလည်းမသိချင်စာပဲပြီးမယ်စာပဲကြည့်မယ်စာပဲရေးမယ်စာပဲမှတ်မယ်ဆိုတော့ဘာမှလည်းမကြည့်ဘူးအဲ့မှာ TV တို့အောက်ဆက်တို့အပေါ်ဆက်တို့ဘာရှိဒီလာတယ်ဘာမှဆက်မလုပ်နဲ့မကြည့်ဘူးဒီဘဝမှာကံကောင်းတဲ့မျိုးလုံးနေရတာပါဠိလိုအိုရည်40တာ50တိကာ26တရား30ခုလုံးဒါဒီကိုအောင်ကြည့်ပါမယ်ဆိုတော့ဘုန်းကြီးတို့အဲ့ဒါပဲကြည့်နေဘုန်းကြီးကျောင်းတိုင်တာ23နှစ်ရှိပါလူတွေကလာပြီးတော့သတင်းတွေကြည့်အောင်ဆိုပြီးတော့အောက်ဆက်တွေပေါ်ဆက်တွေသူတွေပြန်ဒါတွေမကြည့်ဘူးဘုန်းကြီးကျောင်းမှာလည်းကိုရောကြီးမကြည့်ရခင်ဗျားတို့လူကျုပ်ကသတင်းကြည့်တယ်ဆိုလို့ရှိရင်ဘုန်းကြီးကငါတို့ကြတော့မကြည့်အောင်ပြည့်ညတ်ထားတယ်သူကြတော့ဟိုမှာသတင်းကြည့်ကျန်တဲ့ချင်းငါတို့မသိတဲ့ချင်းဘာညာကြည့်ကြည့်နေဦးမှာဆိုပြီးတော့ဝေဖန်လိုက်မယ်ဆိုပြီးတော့ယူသွားဘုန်းကြီးမကြည့်တဲ့အတွက်ဒီကိုယ်တော်ဒီเจ้าမှာဒါမကြည့်ရဘူးလို့ပြည့်ညတ်တာတဘာဝကြတယ်ဆိုပြီးတော့ဘုန်းကြီးတို့မကြည့်ဘူးလားနော်ဒါကတော့ဘုန်းကြီးပြောချင်တာကဘာလဲဆိုတော့ဘုန်းကြီးတို့တရားနာပရိသတ်တွေမြန်မာနိုင်ငံရဲ့သာသနာလေးပဲဒါတွေကြောင့်မကြခင်ပျောက်သွားမယ်နော်ဘုန်းကြီးတို့မန္တလေးမှာလူပြက်တွေကပြက်တယ်တဲ့လူပြက်တယောက်ကမေးတယ်ဟေးကတ်ကြီးပဲတပါးရှိလဲဆိုရောကတ်ကြီးသုံးပါးပေါ်မှာဒုဗိခန္တရာသတ္တန္တရာနော်ဒုဗိခန္တရာသတ္တန္တရာဟုတ်လားယောဂန္တရာကတ်ကြီးသုံးရပေါ့အိုးလူပြက်တော့ပဲမဟုတ်ဘူးကွာကတ်ကြီးက6ကတ်ဖြစ်သွားပြီဘာကတ်ကြီးတွန်းနေပါအမင်ပီတီကတကတ်တယ်လီနောကတကတ်အော်ဒီလူကတကတ်ကတ်ကြီးက6ကတ်ဖြစ်သွားပြီကွာတဲ့နော်နောက်တစ်ခါဒီပြည့်တွေကမေးတယ်အေးကောင်းတယ်သာသနာပဲတစ်ပါးရှိလဲကွာပရိယပฏิပတ်ပฏิဝေဒသာသနာ3ရပ်ပေါ့ကွာဟိုဒီပြည့်တွေကပြောတယ်မဟုတ်ဘူးကွာသာသနာ4ရပ်မင်းကဘာတို့ထားလဲကကိုလိုဒီဘောလုံးဝဲကြည့်တာကိုကြည့်ပြီးပရိမိယသာသနာကတခုတယ်ဒီပါဟုတ်တယ်နော်ဒါပါတော့ဘုန်းကြီးတို့သာသနာမကြရင်ပျောက်သွားဒါကြောင့်ကိုအခုစွမ်းသင်္ကန်းကြောင့်စီပစ္စည်း၄မျိုးနဲ့တာဝန်ကြည့်အောင်လုပ်တာဘာလုပ်တာလဲဆိုတော့သာသနာမသိအောင်လုပ်တာသာသနာရှည်အောင်လုပ်တာသာသနာကြားအောင်လုပ်တာတဲ့ဒီတော့ဒီရဟန်းတန်ဃာတွေရဲ့အပေါ်မှာတာဝန်တွေကြည်ကြပါရဲ့လားဆိုတဲ့မိဝင်းကတော့ဖြည့်စရာမလိုတော့အောင်ကိုတာဝန်တွေကြည်ကြကိုတော်ဒီဘက်ကပဲရော့သွားတယ်လို့ကိုကြီးကောက်ချက်ချနော်ဒါတော့ဘုန်းကြီးတရားမကြရင်ပြီးတော့မှာပါဒီလိုထပ်ပြီးတော့ဘုန်းကြီးပြောချင်တာလေးကဘာလဲဆိုတော့စွမ်းသင်္ကန်းကြောင့်စီပစ္စည်း၄မျိုးနဲ့တာဝန်ကြည်ယုံတဲ့ဘုန်းကြီးတို့တရားနာပရိသတ်တွေရမနေပါနဲ့အခုမြန်မာနိုင်ငံမှာပဲကြည်နေရာတကာမှာပဲကြည်တန်ဃာတွေလည်းပဲအသိအဖွဲ့တွေလူတွေလည်းပဲအသိအဖွဲ့တွေဖြစ်လာတဲ့အခါကျတော့ကိုမလို့ရင်မလို့သလိုတန်ဃာတော်များကိုလည်းဝေဖန်တာအသိပြောတာပုတ်ခတ်တာတွေဘုန်းကြီးတို့က Facebook တို့အင်တာနက်တို့ဒါတွေကရှိကြတဲ့အခါကျတော့ဘုန်းကြီးပြောချင်တာကဘာလဲဆိုတော့ဘယ်သူတွေကတန်ဃာတွေကိုဝေဖန်ကိုကမဝေဖန်နဲ့ကိုမလူချင်းရင်မလူနဲ့ကုသိုလ်မရရုံပဲရှိဝေဖန်လိုက်ပြီဆိုရင်သုံးသပ်လိုက်ပြီဆိုရင်ကိုဝေဖန်ခံရတဲ့သုံးသပ်ခံရတဲ့တန်ဃာတော်တွေကဒီလာရှိတဲ့သမာဓိရှိတဲ့ပညာရှိတဲ့ဆိုရင်ရှိဆရာတော်ကြီးတွေကဗာပြောတတ်တဲ့စူးပေါ်ဖက်ကြတော့လေဖက်ပေါ်စူးကြတော့လေဖက်ပေါက်ဖြစ်တတ်တယ်နော်မကြည့်လို့မလူရင်ကုသိုလ်မရရုံပဲရှိတယ်အပြစ်မဖြစ်ဘူးနော်ဒါကြောင့်ဒီနေရာလေးမှာဘုန်းကြီးတို့ပြောချင်တဲ့စကားလေးကဘာလဲဆိုတော့လာဒီဝါမှာတရားတစ်ယောက်ကကြောင်းဆရာတော်ကြီးတန်သွားပြီးတော့ငွေချစ်ပြီးတော့တလားတော့ပြန်ပေးပါမယ်ဆိုမပေးတော့လာလူကြီးခေါ်ပြီးတော့ဆရာတော်ကြီးကအကြောင်းကြားတော့အဲ့ဒီအကြောင်းကြားခံရတဲ့ငွေချစ်တဲ့လူကမကျေနပ်ပြီးတော့ဒီဘာလို့ဘုန်းကြီးကအနေနဲ့မကောင်းဘူးအစာလည်းမတက်ဘူးဒီဘာလို့လိုက်ပြောတယ်အတင်းပြောတယ်ဆိုတာလိုက်ပြောတဲ့အခါကျတော့ကျန်တဲ့မသိတဲ့ပုဂ္ဂိုလ်တွေတော်တော်ကြီးယုံသွားကြအိမ်တွေရောက်တဲ့အခါကျတော့
လူပြန်တော့ပညာရှိနော်လူပြန်တော့ပညာရှိဆိုဘုန်းကြီးကစာတွေသင်ပြီးတော့မောင်သေးဝင်းလို့လို့ဖြစ်လာမောင်သေးဝင်းလို့လို့ဖြစ်လာလူပြန်တော့ပညာရှိကိုသွားပြောဘာအဲ့ဘုန်းကြီးကဒီတိုင်းမကောင်းဘူးစာမတတ်ဘူးဟောလူပြန်တော့ပြောတယ်ဟာမင်းအဲ့ဒီဆရာတော်ကစာတတ်တယ်ကွာနေတိုင်းကောင်းတယ်ကွာဘာပဲလို့သိတယ်ဟာဘုန်းကြီးကတော့ငါတို့လည်းအတူတူစာသင်လာခဲ့တာကွာငါတို့ကအနေတိုင်းမကောင်းလို့လူ့ဘဝရောက်သွားတာသူကအနေတိုင်းကောင်းတယ်စာတတ်တယ်ကွာမင်းပဲလိုပဲပြောတဲ့သူကအဲ့ဒီဆရာတော်ကိုကိုးကွယ်ရမယ်အဲ့ဒီဆရာတော်ကိုပဲလူရမယ်အဲ့ဒီဆရာတော်ကိုပဲချစ်ရမယ်အဲ့ဒီဆရာတော်ဘယ်တော့မှမပြစ်ပယ်ဘူးတဲ့ဟဲ့လားမှန်လားနော်လူရတော်ပညာရှိရဲ့စကားလေးကအဲ့မှာဘုန်းကြီးတို့ပြီးခဲ့တဲ့14-15နှစ်လောက်ကမြန်မာနိုင်ငံမှာပေါက်သွားတဲ့တခြင်းလေးတစ်ခုရှိတယ်ဘုန်းကြီးတို့ကအကုန်တော့မရပါဘူးနည်းနည်းပါးပါးလေးပြောပါလို့နော်တခြင်းရဲ့စာသားလေးကဒုကတော့ဗါတဲ့ဒုကတော့ဘုရားမူဆိုတာလေဟုတ်ပြီဒါကြတော့မှတ်မိတာမသိတာတရားကြတော့မေ့သွားတယ်ကဲတာပါလားနော်အဲ့ဒီမှာတရားကြီးကဘာပြောလဲဆိုတော့အေးကောင်းနေမင်းပဲလိုပဲပြောတဲ့အဲ့ဒီဘာတင်တဲ့ကလေးနဲ့တွဲပြီးတော့ဒုက္ခအဲ့ဒီတန်ခါကိုရှစ်အဲ့ဒီတန်ခါကိုဘယ်တော့မှမပြစ်ပယ်ဘူးတဲ့တွေ့လားလူပြန်တော့ပညာရှိသူကပြောရတယ်လူပြန်တော့ပညာကြီးမောင်ဖြေးဝင်းကပြောတာပေါ့ကဲထားပါနော်ကဲထားပါတယ်ဘုန်းကြီးကအဲ့ဒါလေးကိုဘုန်းကြီးကကြိုက်သွားတယ်ဒီလိုရွှေဝါရောက်အရေးအခင်းအချိန်တော့မြန်မာနိုင်ငံမှာမေတ္တာတို့ရွတ်တဲ့သံဃာတော်တွေကိုနော်အခုပြောကျုပ်အဖွဲ့ကပြောကျုပ်ဖွဲ့စားပြီပြပါအေးပြောကျုပ်ပြုတ်ကျော်အဖွဲ့လို့နော်ကဲထားနော်ဟောသံဃာတွေကိုရစရာမရှိတော့ဘုံကျော်လေးမှာသမီးလေးတွေ့တယ်ဘာတွေတွေ့ညာတွေတွေ့တော့ဘုံကြီးလာတိလားတရင်သားလေးတွေမှာအဲ့ဒါကြီးလာတော့ဘုန်းကြီးတို့ကမသိမသာလေးအဲ့ချိန်ကဒီနေ့ဘာလို့ဟောရကြတော့မသိမသာလေးဘုညာအဲ့ဒီဒကာကြီးရဲ့စကားလေးနဲ့ဗတ်တည်ရဲ့တခြင်းလေးနဲ့တွဲပြီးတော့ဘုန်းကြီးကသူတို့အပြစ်မများအောင်ဘုန်းကြီးကတခြင်းလေးရေးလိုက်တယ်နော်အဲ့ဒီတခြင်းလေးသူ့အောင်နားတောင်းတယ်ပါဗျာအောင်နေစင်တော်ဘုန်းကြီးများဆိုတော့အောင်နေလားနော်ဒီတော့ဗရိနိုင်စောစောကအတင်းအပြင်းပြောတဲ့တရားကြီးကိုလူပြန်တော်ပညာရှိကမင်းပဲလို့ပဲပြောတို့ကတော့အဲ့ဒီတန်ဃာကိုချစ်မယ်အဲ့ဒီတန်ဃာကိုဘယ်တော့မှမပြစ်ပေပါတဲ့နော်ဗရိနိုင်အဲ့ဒါလေးကိုသချင်းစာလံလေးရေးလိုက်တဲ့အခါကျတော့ဘယ်သူတွေပါပဲပြောဒုကတော့တန်ဃာကိုချစ်မယ်ဒုကတော့တန်ဃာကိုမပြစ်ပဲတဲ့နော်ဒီနေ့တရားဟောတဲ့ရှင်တော်ဘုန်းကြီးတို့အဲ့ဒီ2009အချိန်လောက်ကမွန်ပြည်နယ်ချောင်းစုံဘလူးကျွန်းလူများသွားတရားဟောအဲ့ဒီနေ့များအလို့စားကတော်တော်ကောင်းတန်ဃာတော်ရှင်သူမြတ်တွေကလည်းပဲအဲ့ဒီလိုအရေးခံရနှိမ့်ဆက်ခံရတဲ့အချိန်မှာယန္နာပရိသတ်တွေကဆရာတော်တန်ဃာတော်ကြီးကြွလာတရားဝဲကြွလာပြီးဆိုရင်အဲ့ဒီဥဆောင်ပြီးတော့ရင်ထဲကအတန်နဲ့ဆိုတဲ့အနောစာရဲ့အတန်ကလောက်ပေါ့ဆရာတော်တန်ဃာတော်ဒီယံပြင်းပါစေကိုစင်ရဲ့ခြင်းပြင်းပါစေစိတ်စင်ရဲ့ခြင်းပြင်းပါစေဆရာတော်တန်ဃာတော်သက်တော်ရာကျော်ရှိတော်မူပါစေအဲ့ဒါလေးကြားလိုက်ရတဲ့အခါကျတော့အဲ့ဒီအချိန်တုန်းကဒီပရိသတ်တွေကိုကြွားရင်မျက်ရည်တောင်ကျစေစေပေါက်သွားနော်ဒါတော့ပြောလိုတာကဘာလဲဆိုတော့ဘုန်းကြီးတို့တရားနာပရိသတ်တွေဘယ်သူတွေဘာပဲပြောဒုကတော့တန်ဃာကိုချစ်မယ်ဒုကတော့တန်ဃာကိုမပြစ်ပဲဒီတန်ဃာတော်တွေရှိလို့တို့ဒီလိုဘုရားအကြောင်းတရားအကြောင်းတန်ဃာအကြောင်းမိဘကျေးဇူးအကြောင်းဆရာသမားကျေးဇူးအကြောင်းလောကနေတိုင်းနေသွားနေလာနေစားနေတောင်းနေခုဘဝနောက်ဘဝမဲ့ဖို့နိဗ္ဗာန်ရသည်အပြီးအကျဉ်းကောင်းမျိုးကိုသိခွင့်ရတာဟာတန်ခါကျေးဇူးပါလို့ယင်ထဲမှာထည့်ပြီးတော့စောစောကဘုန်းကြီးဆိုတဲ့တခြင်းလေးကိုမှတ်ထားဘယ်သူတွေပါပဲပြောဒုကတော့တန်ဃာကိုချစ်မယ်ဒုကတော့
သံဃာကိုမပြစ်ပဲတဲ့ပရိသတ်ရဲ့တန်လေးကိုအိမ်ပါသွားအောင်လိုက်ဆိုဘယ်သူတွေပါပဲပြောပြောဒီကတလူဝါမစားရအောင်ဒီမှာစက်သားရင်းနေတဲ့ကျွေးတယ်လို့ကြားပါတယ်ဒီလားနော်ကဲအားလုံးလိုက်ဆိုဘယ်သူတွေပါပဲပြောပြောသူကတော့သူကတော့သံဃာကိုချစ်မယ်သူကတော့သူကတော့သံဃာကိုမပြစ်ပဲကပရိသတ်ဆိုကြည့်လိုက်စဘယ်သူတွေပါပဲပြောပြောသူကတော့သံဃာကိုချစ်မယ်သူကတော့သူကတော့သံဃာကိုမပြစ်ပဲဒါကအောင်ရပြီလားကဲတရားတင်လွဲသွားအောင်ဆိုလိုက်စမ်းဒါကအောင်ကဲပါကြလားဘုန်းကြီးအဲ့ဒီအချိန်တုန်းကတနိုင်ငံလုံးလက်တရားဟောတဲ့အခါကျတော့မြို့တစ်မြို့ရောက်တဲ့အခါဘုန်းကြီးကအဲ့ဒါလေးကိုပရိသတ်တွေချပေးအဲ့ဒီချပေးနေတဲ့အခါဥအောင်လို့တရားတော်တရားကြီးကဒီလိုဖြစ်ဒါဖြစ်ဟဲ့အဲ့ဒါနဲ့စင်တော်ဘုန်းကြီးကအငိုက်ခမ်းလိုက်တရားတော်တရားကြီးဘုရားစောစောကဘာရင်တချင်းလေးနဲ့တွေ့တာတဲ့တချင်းလေးရပြီလားရပါပြီရရင်စူစမ်းဆိုသူဆိုတာတော်တော်ကောင်းတယ်လားသူငိုက်ရင်းနဲ့ဆိုဘယ်သူတွေပါပဲပြောပြောသူကတော့ငါကိုပြုတ်မယ်သူအောင်ရည်လားသံဃာကိုပြစ်တဲ့ပုဂ္ဂိုလ်ကြီးသာဖြစ်သွားပြောကျုပ်နော်ပြောကျုပ်ဤသူတွေကနှိပ်ချက်တယ်သိလားသူတို့ကတဏှတ်နဲ့နှိပ်ဤသူကဘာနဲ့နှိပ်ဘယ်ဘုံမှာလဲကွာဒါလေးနဲ့နှိပ်လက်သားလေးနဲ့ဤသူကဘာနဲ့နှိပ်လက်သားလေးနဲ့နှိပ်တယ်နော်ဒီလိုဘုန်းကြီးပြောချင်တာဘာလဲဆိုတော့စေတနာစိုးတည်နောက်ဘဝအထိမနေဗါတဲ့ဒီဘဝမှာပဲလက်တန်းလေးရဲ့လက်ချက်နဲ့အသက်ထွက်သွားနော်အနာလားမေးတနာမှုဆိုတော့တာတော့နော်တာနော်ဒါတော့ဘုန်းကြီးတို့တရားနာပြိဿမျိုးကောင်းတာမျိုးကောင်းသမီးတွေဘယ်သူတွေပါပဲပြောဒုကတော့တန်ခါကိုချစ်တယ်ဒုကတော့တန်ခါကိုမပြစ်ပဲပြစ်တဲ့လူတွေအပြစ်များသွားတယ်နောက်ဘဝအတည်နေဘူးဒီဘဝမှာပဲပျော်ချုပ်ပြုတ်တဲ့နေရာမှာကြောကြာကြီးပြုတ်ကျော်ဖြစ်သွားတယ်တဲ့နော်ဒီတော့ဘုန်းကြီးပြောချင်တယ်သိချင်တဲ့အသိဉာဏ်ကဘာလဲဆိုတော့ဒုတိယကနေပြီးတော့တန်ဃာတွေအတိတ်အဖြစ်တွေကိုလာပြီးပြောပြီးဆိုရင်ဥအောင်လို့ဆိုပြရမယ်တဲ့ချင်းကဘယ်သူတွေပါပဲပြောဒုကတော့တန်ဃာကိုရှင်းမယ်ဒုကတော့တန်ဃာကိုမဖြစ်ပဲတဲ့နော်ဒီလိုဒီဆွမ်းတင်ငံကြောင့်စီပစ္စည်းလေးမျိုးတာဝန်ကျေယုံတာမကအဲ့ဒီလိုအတင်းလေးအဖြစ်တွေလာပြောတဲ့ပုဂ္ဂိုလ်တွေကိုလည်းပဲကိုကဒီလိုစာကားလေးတွေနဲ့ပြန်ပြီးတော့ပြောတတ်ရမယ်လို့အသိဉာဏ်ပေးတယ်အဖြေကောင်းလေးလေးနိုင်ပါစေတရားတဲ့ပါတရားတယ်လေဖြေကောင်းလေးလေးနိုင်ပါစေတရားပါဗျာပရိသတ်ရဲ့ရှင်အနန္ဒကိုရောမြတ်ရဲ့မိခွင့်ကောင်းကလေးတွေကိုအချင်းချုပ်လိုက်တဲ့အခါကျတော့နံပါတ်1ကျမ်းမာရေးကောင်းပါရဲ့လားနံပါတ်2ပုဂ္ဂလသဗ္ဗာယမြတ်တာပါရဲ့လားနံပါတ်3အကောင်းမြင်ဝါဒရှိကြပါရဲ့လားနံပါတ်4ဆရာသမားတွေရဲ့ပေါ်မှာတာဝန်ကြီးကြပါရဲ့လားနံပါတ်5နမတို့ကရုဏာရှိပါလိုက်နာခြင်းသုံးကြပါရဲ့လားတဲ့ယနေ့တရားနာတဲ့ညီကူမောင်နှမတရားနာပရိသတ်ဆိုတဲ့တရားဓမ္မတွေနဲ့တွေ့တဲ့အခါကျတော့ရှင်အာနန္ဒကိုရောမြတ်ကနံပါတ်1သရဏဂုံ3ပါးလုံခြုံကြပါရဲ့လား5ပါးသီလထိန်းကြပါရဲ့လားအခါကြီးရဲ့ကြီးဥပုပ်နေတွေ10ပါးသီလစောင့်သုံးကြပါရဲ့လားနံပါတ်4မိဘတွေရဲ့ငပေါ်မှာတ
ဒါဝင်တွေဖြေကြပါရဲ့လားနံပါတ်5သံဃာတွေရဲ့အပေါ်မှာဒါဝင်ဖြေကြပါရဲ့လားတဲ့ပရိသတ်ရဲ့အဲ့ဒီအမေကောင်းလေးတွေကိုယနေ့ကစမဲ့ဖို့နိဗ္ဗာန်ရတည်အတိအဖြေကောင်းလေးတွေကိုပြနိုင်ပါစေလို့အတိဉာဏ်ပေးတဲ့အဖြေကောင်းလေးပေးနိုင်ပါစေတရားအဲ့ဒီအဖြေကောင်းလေးတွေပေးနိုင်ရင်ဘုဘဝနောက်ဘဝမဲ့ဖို့နိဗ္ဗာန်ရတည်အတိဒီတရားစကားလေးဆေခွေကိုရင်ထဲမှာတွင်းပြီးတော့လိုက်နာကျင့်သုံးလိုက်တာနဲ့တကယ်နဲ့ဘုဘဝနောက်ဘဝမဲ့ဖို့နိဗ္ဗာန်ရတည်အတိကောင်းကျိုးတွေအများကြီးရသွားမှာပါလို့ဘုန်းကြီးအတိဉာဏ်ပေးတဲ့အဖြေကောင်းလေးပေးနိုင်ပါစေတရားတဲ့ဘာတရားလဲလေဖြေကောင်းလေးပေးနိုင်ပါစေတရားပါဗျာတရားပေါ်ပြီလားပေါ်ပါဗျာပေါ်ပြီဆိုတော့တိုးပြီပေါ်ငွေမြေငွေရမမင်းက၍ငွေရငွေမြေသိပါလေဆိုတဲ့ကာထာလေးတဘုံနဲ့တရားသိမ်းကြရအောင်လို့ချီဒီမွေတော်နှင့်သူရိနာမေစေကျုပုရတဟောတရေကာမေဇာတိနာမေနမောသူရိသိတောဒုက္ခဝေဟောဣတိတမေသူစိတ်တေနောကနံတုတမမမကစေကျုပုရတမကွေတိုင်းတွင်ဘာဝေသမစေကျုလို့ခေါ်တော်မြို့တော်များ၏စေကျုပုရတဧယဝရီမြင်းနေရီရေကြီးဖွေးဖွေးရေရေလို့စီပြေအစံတဲ့တောင်တန်းကျူ6ရင်နာမည်မြို့တော်ရဲ့အနောက်ဘင်္ဂမှာတည်ရှိနေတဲ့အရာမြို့ဥက္ကဏဘူဟာသတ္တုတမှုမြို့စိတ်ကျူရဲ့သုံးတည်းအရှိကနောက်ရွေကောင်းသမတ်မြောက်ရနိုင်ပြင်းမွေတော်နှင့်သူရိနာမေကမင်းတော်ကိုမြည်ပြုနေညာတင်ရှားလာသောကာမေသူတော်ကောင်းတွေကိုအောင်နေရရွာလာရ၌ဇာတိနမတိတန်တိတိလန်နေကမိဘနှစ်ပါးတို့မှကောင်းစွာမွေးဖွား၍လာသောမေယဓမ္မကတာဒေသနာကိုတရားဟောပြဤမြရှင်လန်းငါရကနေဒုက္ခဝဘောလူနံနိဗ္ဗာန်သုံးလချမ်းသာဆောင်စွာပြီးစွမ်းတတ်စွာတလောဓမ္မောအဖြေကောင်းလေးပေးနိုင်ပါလေကိုတရားမြတ်ဒေဝနာတော်ကိုသူတေဝီတော်သိစေတတ်စေခြင်းနိုင်စေကိုရည်ရွယ်ပြုကာကရုဏာရှိတာမေတ္တာအားဖြင့်ကောင်းစွာမသွေဖြန့်ဝေဟောပြောတော်မူခဲ့ပါ၏မိမယံသာကြသာတိတာဝန်လုံးကကိုယ်တိုင်ထမ်းချရန်ကုန်သာကိတနိုင်စီပြူတော်သမိုက်စာတင်တိုက်ဝဲနေ့ကြိုင်ရွှင်ပြုံးတရင်သုံးစာချကုနေတကောငါယံတော်သည်ဒီဒီတန်ရှင်တော်ကိုသာသဘောထား၍တရားယုသည်လေးလေးစားစားအာဝန္တရားကိုညာပြောချမ်းအပ်ပါ၏တသောဓမ္မအဖြေကောင်းလေးပေးနိုင်ပါသည်ကိုတရားမြတ်ဒေသနာတော်ကိုသူစိတ်တည်တမမဆောင်စိတ်ထားကောင်းဖြင့်ဓမ္မမမကတရားရစေတရားချစ်ခင်စိတ်ကောင်းဝေညတယ်ယနေ့ညဆေပြူတော်ရဲ့ညီကိုမောင်နှမတရားနာပရိသတ်ဆွေတော်မျိုးတော်အပေါင်းသူတော်ကောင်းတို့သည်ကနန္တုဆေပြူတော်ယနေ့ညခေါ်ခဲ့ပြောခဲ့သမျှတွေကသဘောမကြတာတွေကိုချမ်းချမ်းသဘောကြတာတွေကိုပန်းပန်းဧကံမမယူသွားနိုင်ကြပါစေကုန်သတည်းတဏိတဝါနာယူသွားနိုင်ကြကုန်၍စရဏတုကောင်းစွာပြောပြောလိုက်နာကျင့်သုံးတော်မူနိုင်ကြပါစေကုန်သတည်းစရိတဝါနာကောင်းစွာပြောပြောလိုက်နာကျင့်သုံးတော်မူနိုင်ကြကုန်၍မေဃမလနိဗ္ဗာန်ဒုက္ခမေဝနိဗ္ဗာန်သို့လည်းသောချမ်းသာမြတ်ချမ်းသာမှန်ကြီးကိုနဗန္တုအေးမြပြောပြောရရှိခံစားစံစားတော်မူနိုင်ကြပါစေကုန်သတည်းနံပါတ် 4 စီစဉ်ရ
Yang Gongdai Takita Mune Singyu Dong Beriadi Sadinai Uzi Berana Nayaka Naisufido Mudo Dadana Dasa Dhamasidia Padana Zero Jingu Ningama Dia Yi Amiazigu Tayu Obo Nyobya Duduma Bibi Nao Nama Ngasi Niya Luwe Wudu Myasaka Luda Yang Pipare Lupi Pari Ini dia Wudu Dia Olaja Gono Lujen Luma Bondu Gono Ma Ludando Alumu Siyemya Gujenomya Pajagon Pipaya Lisa Sapin Paja Abadi Ini dia bertinjau belajar untuk lucian rumah bantu orang rumah dia ada alung di lidang sitang cau ya jadi bare dengan mereka alung di ngadang natang dia jadi bare jika kuada alung gang di ketang maya kuze jadi bare memang di ketang dia jadi bare susu bau Tading ketong konaya nase kuja bebare ilu wahudu susu dewu jenoro inse seyo nai umea jaro tanona gulan guja layo seka duran bibaya liza zopin peja abare kamya namanga si jaya Luwe wudu susu mya wasjaro tanona saka dudan bi bibare nama chau si tinya yini yaku bibi ya kudu lo ya phu baga ko sjaro tharana yeza toncha mya ta bi wi bibare tu bibare Yang Gongdai Takita Mune Singyu Dong Beriadi Sadinai Uzi Berana Nayaka Naisufido Mudo Dadana Dasa Dhamasidia Padana Siaro Singgu Nina Sindumya Bea Jadi dulu ini jago bibi tu aku dulu ya bu baga aku, kami ada bibi baya, jadi dulu macam itu. Berarti ni kerja, dazu ya sojit dia hotiana, dia luran goyo puso ya itu kamu suang azuja. Itu mehijau bibi yang weekend ya ni bangun dia mau punya ya baloi sudah, yani ya kan asal kamu acak kamu. Amya song tiya kau muswang azu ya aku baga mana mya riu, jadi tiya ho tiya na tiya lusi, nyaman nengang aditi ma, hai nengang yau ni cari, niku mau nama tiya na perita, suro muro mya ya awara wa piang tua cari miba puwa niku mau nama siata maru, macam meludi re kuku myaru. Ini ya dia yang majau biru, bawa pion tuan cari, macam mana tidak buku bangu. Ini ya bawa tangga malayau, biru tiga mubiru, agak biru. Kerja mesti ni macam ni yang majau ni suai lebe kuih ada biru mereka satu loka pala ni yang namanya kau nak pompiye. Dari bibi joja jago nyazo di biro dhamma dewi dhamma pelin shik mak yau la nai java si nai gan samna khai nai gan samna nyu samna i surat thani wichin twin je samchat namya nakong na apong dwi alo i dhamma dewi ye wichin twin je samchat namya nakong na apong dwi alo nga lebe Bawa pion tuan le miba buah niku mau nama sehat teman mereka suika Yesus sih peguri alo wamyong lumo tak konai buyan tu kama tu si mak wiya pun tu pilai pa lo mita jatane bawa pion tuan le peguri yang ada tu ni tu siwa usaha ni nak bawa niku cuba ye tapi atau siapa ni dia dia usia usia sini le kita lokal pembawa minggu yang ni tapari edilunya yang ni jah. Ini lu tiga jam nanti mandega tu, amnya wilai tu akak turun dari layar biru, baru konai lagi kan kerja ini, edi sini kita lokal pembawa minggu biru. Nayan lokal pembawa macam tu canda minggu mana tu kanza naik mari. Dia cek tu dene ini. Surat ini insen ni yang ni jadi. Kalau macam turun kau ni ye sama aja dhamma pusat dhamma alu dhamma dewinga. Bawa pion tuan le buku mian sini tukar kita bawa kita yang jauh lagi ada. Ini macam aju mian le aju ciri dia alu logi kita bawa kaca
ဘဝတော်ဟာပြောင်းသွားသူများဟုဥစွာပထမအများဝေးမယ်ဒုတိယအနေတက်ရှိသိရှားမိပါဘုရားညီကိုမောင်တော်ဆရာသမားမိကောင်းဆွေကောင်းကျေးဇူးရှိတဲ့ပုဂ္ဂိုလ်တွေအားလုံးသိကြမြင်ရကြပါစေလို့အမျှဝေးမယ်တတိယအနေဓမ္မသဘင်ဓမ္မပလင်းဆောင်ပြနှမြနှကောင်းတဲ့အပေါင်းတွေအလုံးကိုယ်ဆောင်တဲ့အိမ်ဆောင်တဲ့လမ်းဆောင်တဲ့ရက်ွယ်ဆောင်တဲ့ဆက်ရုံဆောင်တဲ့မြို့ဆောင်တဲ့သာသနာဆောင်တဲ့တရားမင်းမမင်းပြည့်ရှင်းမင်းစတုလောကပါဠနတ်မင်းကြီးလေးယောက်ကျွန်းတို့ရဲ့မေတ္တာအမြပေးဝေငါတန်တွေကိုလိုလားတောင်းတဆောက်ဆိုင်နေကြတဲ့ဘဝအဆက်ဆက်ကတော်ဆက်ခဲ့မကျွတ်မလွေသေးတဲ့မိဟောင်းဖောင်းဘိုးဘွားဖောင်းဆွေကောင်းမျိုးကောင်းတကားကလုံးဂုံမရကတတဝမန္တမြအနန္တရိပါတိကြမြညာရကြပါစေကျွတ်ကြလွတ်ကြပါစေလို့အမျှဝေပိုင်းကိုတေချာကြနာဖိတ်မှန်တကားပြုပြီးတော့တေချာကြနာသုံးပိုင်းပိုင်းပြီးတော့အမျှဝေချရအောင်ရေစက်ကွက်ကိုင်းရေစက်ချအတူလေးလိုက်စို့အရှင်ဘုရား